ကဲ chapter 3ရဲ့ session D နှစ်ပုဒ်ရှိပါတယ်နံပါတ်73 find the equation of the line passing through the point အဲ့တော့မိကိုမေးသွားတာဗာမေးသွားလဲဆိုရင် line equation မေးသွားပြီအဲ့ဒီ line ဒီဖြတ်သွားပါတယ် the point 7, -1, 8ဒါကလိုချင်တဲ့ line ပေါ်မှာရှိတဲ့အမှတ် and ပြီးတော့ perpendicular ထောက်မှန်ကြတယ်နော်ဒီမှာ and n နဲ့ဆက်ထားတယ်ဘယ်သူကတောင်းမှန်ကြတာလဲဆိုလိုချင်တဲ့ line ကတောင်းမှန်ကြတာ to the line ဘယ် line နဲ့လဲဒီမှာပေးထားတယ်ဒါက given line လိုချင်တဲ့ line နဲ့ given line ဒီတောင်းမှန်ကြတယ်လိုချင်တဲ့ line ပေါ်မှာရှိတဲ့အမှတ်ကလေးဒီ7 -1 8 find also the point of intersection of two lines line တစ်ခုရဲ့ point of intersection ဖြတ်မှတ်ကိုစုံမှတ်ကိုရှာခိုင်းတယ်ဒါဆိုဆရာမကဒီမှာအကျန်းလေးပေါ့နော်ပုံအကျန်းလေးဆွဲလိုက်ပြီးဆရာမထားနေကြအတိုင်းဒါလေးက given line ဒီကောင်လေးက given line x, y, z ညီမျှခြင်း3 plus k, -1 plus 2k, k ပြီးသွားရင်နောက်ဒီမှာလိုချင်တဲ့ line ဒါလိုချင်တဲ့ require line ပေါ်မှာရှိတဲ့အမှတ်ကလေးဒီ7, -1, 8အဲ့ဒါလေးကိုဆရာမတို့ကအမြဲတမ်းဗာထားလဲဆို a လို့ထားတယ်ထားနေကြအတိုင်းဆိုရင်ပေါ့နော် let ဆိုပြီးတော့ a လို့ထားတယ်ခု a တွေပါမထားခြင်းလည်းရတယ်အဲ့တိုင်းလေးပဲဒီမှာပုံချမ်းလေးတော့ပအောင်ဆွဲပေးလိုက်ရင်ကောင်းတယ်သူတို့နှစ်ခုတောင်းမှန်ကြတယ်မေးတာကဒီနားလေးကစုံတဲ့အမှတ်ကလေးကိုလည်းမေးတယ် point of intersection နောက်ဒါကိုလည်းမေးတယ်ကဲဒါဆိုစဉ်းစားမယ်ဆရာမတို့ပေးချက်ကနေပြီးတော့ require line ကိုရှာတဲ့အခါမှာပေးချက်ကပေးထားတဲ့နောက်ထပ် line တစ်ခုရဲ့ပုံစံဒီ coordinate form ပုံစံဖြစ်တယ်ဒါလေးက coordinate form လို့ခေါ်တယ်ဒီပုံစံလေးကို coordinate ပုံစံ x, y, z ပုံစံလေးအဲ့တော့အဲ့ဒီပုံစံနဲ့ပဲဆရာမတို့ကလိုချင်တဲ့ line ကိုလည်းပြမယ်ဘာလို့လဲဆိုတော့ तू ကfind the equation of the line လို့ပဲပြောတယ်ဘာပုံစံနဲ့တွက်ပါလို့မပြောတဲ့အတွက်ကြောင့်မိခွန်းထဲမှာပါနေတဲ့ given line ရဲ့ပုံစံတိုင်းလေးပဲအဖြေကိုထုတ်ပေးလိုက်ရင်အဆင်ပြေတယ်ဒါဆို coordinate ပုံစံထုတ်မယ်ဟုတ်ပြီအဲ့ဆိုအဲ့ဒီရဲ့ equation ကဘာလဲ x1 plus kl y1 plus km z1 plus kn ဆရာမတို့ k သုံးခွင့်မရှိတော့ဘူးဘာလို့လဲဒီမှာပေးထားတဲ့ line မှာ k သုံးထားတဲ့အတွက်အခုဒီတစ်ခါပါရာမီတာကိုဆရာမတို့ကဘာနဲ့သုံးမလဲဆိုရင် t နဲ့သုံးလိုက်မယ်ဒါဆိုရင် x1 plus tl y1 plus tm z1 plus tn အဲ့တော့ဆရာမတို့ရှာမှာဘာလဲ x1 y1 z1 သိရမယ်ပြီးရင်အဲ့ဒီလိုချင်နေတဲ့ line ရဲ့ lmn directed value သိရမယ်လိုချင်တဲ့ line ရဲ့ directed value သိရမယ်ဒီမှာအစားလာသွင်းမယ်t ရသိစရာမလိုဘူးပါရာမီတာ k ရှိပြီးသားမို့လို့လိုချင်တဲ့ require line အတွက်ကိုတည်ထားတာ x1 y1 z1 ဒီလိုချင်တဲ့ line ပေါ်မှာရှိသော any point စိုက်တဲ့အမှတ်သွင်းလို့ရတယ်ခုဒီမှာပေးချက်ကပေးထားတာ7 -1 8သွင်းမယ် x1 က7 y1 က-1 z1 က8ဒါဆိုဆရာမလိုချင်တဲ့ equation လေးမှာဘာပဲလိုတော့တာလဲဆိုတော့ဒါလိုချင်တဲ့ line ရဲ့ equation เนาะ lmn directed value ပဲလိုတော့တယ်เนาะအဲ့တော့ပေးချက်မှာနောက်တစ်ချက်ဘာပါသေးလဲသတိထားကြည့်လိုက်တော့ဒေါင်းမှန်ကြတယ်ဆိုတဲ့အချက်ပါတယ် line နှစ်ခုဒေါင်းမှန်ကြရင်အဲ့ line နှစ်ခုရဲ့ directed values အချင်းချင်းမျှပေါင်းညီမျှခြင်းဘယ်လောက်လဲဆိုတော့0ဒီအချက်ကိုသုံးမယ်ဘာလို့ဒီအချက်ကိုသုံးတာလဲ require line အတွက် directed values ကိုလိုချင်တယ် given line ရဲ့ directed values က given line ကနေယူလို့ရတယ်သူတို့နှစ်ခုမြောက်လိုက်လို့ရှိရင်0နဲ့ညီတယ်ဆိုပြီးတော့သိထားတဲ့အတွက်အဲ့ဒီအချက်ကနေယူလို့ရတယ်ကဲဒါဆိုဟုတ်ပြီအဲ့ဒါဆိုရင် L1 L2 M1 M2 N1 N2 အဲ့တော့ဆရာမကလက်ထားလိုက်မယ် let given line ကို directed values of the given line နော်အဲ့တော့ဆရာမဒီလိုလေးရေးလိုက်မယ် given line ရဲ့ directed value b L1,
m1 n1 and require line ရဲ့ directed value L2, M2, N2 เนาะဆရာမစာနဲ့ရေးပြီးတော့ထားလဲရတယ်ဆရာမစာနဲ့မရေးဘဲနဲ့ directed value သင်္ကေတလေးနဲ့ရေးလိုက်တာเนาะဒီလိုလေးထားလိုက်ပြီးကွဲသွားအောင်လို့ကဲဟုတ်ပြီဒါဆိုဆရာမတို့ပေးချက်ကပေးထားတဲ့ဒီ given line ကနေ directed value စထုတ်မယ်အဲ့တော့ directed values of the given lines directed values of the given line ဆိုပြီးဆရာမဒါ equation ပြန်ရေးပေးလိုက်တာပေါ့နော် given line equation ဒီကနေဆရာမသိပြီဘာတွေလဲအဲ့ဒီ directed value တန်ဖိုးတွေ k နဲ့မြှောက်ထားတဲ့ parameter ဒါလေးနော် kl ဒီမှာဘာ k နဲ့မြှောက်ထားတာဘာတန်ဖိုးရှိလဲဆို1ရှိတယ်ဒါက l ဖြစ်သွားပြီပြီးရင်ဒီဘက် k နဲ့မြှောက်ထားတာဒီမှာ2အဲ့တော့ဒါက m တန်ဖိုးဖြစ်သွားပြီဒီ k နဲ့မြှောက်ထားတဲ့1က n တန်ဖိုးဖြစ်သွားပြီ lmn ဒါ directed values of the given line မို့လို့ L1, M1, N1 ဒါကြောင့်ဆရာမဒီလိုလေးရေးလိုက်ပြီနော်တကယ်တော့ဒါလေးကမထားခြင်းလည်းရတယ်ဆရာမတို့ကဒီလိုပဲရေးတာဆိုတော့လေမထားဘဲနဲ့သွားလဲရတယ်နော်နားလည်အောင်လို့ဒါဆရာမထည့်ပြခဲ့တာ L1 တန်ဖိုးက1 M1 တန်ဖိုးက2 N1 တန်ဖိုးက1ဒီလိုလေးရမယ်ဒါဆိုရင်ဆက်ပြီးတော့ဆရာမရှာမှာက require line ရဲ့ directed values require line ရဲ့ directed values ဒါ require line ရဲ့ directed values မသိဘဲနဲ့ဒီမှာလဲrequire line ရဲ့ directed values မသိဘူး L2 M2 N2 မသိဘဲနဲ့ဒီတောင်းမှန်ကြပါတယ်ဆိုပြီး equal to 0နဲ့ညီပြီးတော့ဘာရှာမှာလဲเนาะထည့်လို့မရဘူးလေအဲ့ဒါဒီမသိကိန်း k ရှာဖို့အတွက်ကိုစဉ်းစားရမှာဒီအချက်ကအဲ့ခါကျတော့ဆရာမတို့ကဘာလုပ်မလဲဆိုရင်နောက်ထပ် directed values ကိုရနိုင်တဲ့နောက်တစ်နည်းကိုစဉ်းစားမယ်နောက်တစ်နည်းဒီဘာလဲဆိုတော့အမှတ်နှစ်ခုသိရင်ရပြီအဲ့တော့ဒါလေးက require line လေးဒီမှာတစ်မှတ်ကပေးချက်ကပေးထားတာသိတယ် require line ပေါ်မှာရှိတယ်နောက်တစ်မှတ်ကဒီ line နှစ်ခုဒီဒေါင်းမှန်ကြတယ်เนาะဒေါင်းမှန်ကြတယ်အဲ့တော့သူတို့မှာစုံမှတ်ရှိတယ်အဲ့ဒီကိုရှာမဲ့ point of intersection ဆိုတဲ့စုံမှတ်လေးဒီ line ပေါ်မှာရှိတဲ့ given line ပေါ်မှာရှိတဲ့အမှတ်ဖြစ်တဲ့အကြောင်းကိုဒါကိုယူသုံးလို့ရတယ် x, y, z ဆိုပြီးပေးထားတဲ့ require line equation ကြီးက point of intersection အနေနဲ့ယူသုံးလို့ရတယ်ဘာလို့လဲ i line ပေါ်မှာလည်းရှိနေတာ哦အဲ့ဒီအမှတ်က i line ပေါ်မှာပေါ့ရှိတာ哦เนาะ point of intersection ဆိုမှတော့ဒါကြောင့်မို့လို့နှစ်မှတ်ကိုဘယ်ထဲကနှုတ်မလဲဆိုရင်ဒုတိယတစ်မှတ်က x, y, z ဒါကိုယူမယ်ပထမတစ်မှတ်ကဒီကောင်7, -1, 8ကိုယူမယ်ဆရာမသမီးကတော့ဒါကိုပထမအမှတ်လို့ယူပြီးဒါကိုဒုတိယအမှတ်လို့ယူခြင်းနဲ့ရတယ်အစားပြန်သွင်းတဲ့အချိန်မှာကိုယူတဲ့အမှတ်နဲ့ပြန်ပြီးတော့တွားလိုက်ရုံပဲအဲကြတော့ခုဆရာမကတော့အမြဲတမ်းဒါကို point A လို့ယူထားတာမဟုတ်လို့ဒီဒုတိယအမှတ်ဖြစ်တဲ့ point of intersection ဖြစ်တဲ့ဒီအမှတ်ကိုပဲဆရာမဒုတိယအမှတ်အနေနဲ့ယူမယ်အဲ့တော့သူ့ထဲကနေနှုတ်မယ်3 plus k တွေကနှုတ်ပါမယ် directed values of the required lines are 3 plus k တွေကနှုတ်မယ်7ကို comma ကုန်မယ်ပြီးရင်နောက်တစ်ခုကဘာလဲ-1 plus 2k တွေကနှုတ်မယ်ဘာကိုနှုတ်မှာလဲ-1ကိုနှုတ်မယ်comma ကုန်မယ်ပြီးရင်နောက်ဆုံးတစ်ခုက k တဲကနေနှုတ်မယ်8ကိုနှုတ်မယ်အဲဒီလိုလေးရမယ်အဲ့တော့ဒါလေးကိုဆက်ရှင်းလိုက်ရင် equal to ဆိုပြီးတော့ဆရာမဆက်ရှင်းလိုက်မယ်ပေါ့နော်ဒါလေးကိုဆက်ရှင်းလိုက်မယ်ဆိုတော့ဘယ်လောက်ရမလဲဆို3 minus 7ဆိုတော့minus 4အဲ့တော့ k minus 4 comma ဒီမှာ minus ဆိုတော့ plus ဖြစ်သွားပြီအဲ့ plus 1နဲ့ဒီက minus 1နဲ့ကြည့်သွားတော့ 2k ပဲကျန်ပြီဆရာမဒီမှာပဲတွက်ပြလိုက်တာเนาะဒီမှာအနှုတ်ဆိုတော့အပေါင်းဖြစ်သွားတယ်အပေါင်း1နဲ့နှုတ်1နဲ့ဆိုတော့ခြေသွားပြီ 2k ပဲကျန်တယ်ပြီးနောက်ဆုံးမှာ k minus 8က k minus 8ပဲဒါ directed value ဒီလိုရေးရတယ်ကဲဒါဆိုရင် since တော့ကြောင့် two lines are perpendicular ဖြစ်တော့ကြောင့်directed values နှစ်ခုမြှောက်လက်သည်ဘယ်လောက်လဲ0နဲ့ညီမယ်ဆရာမတို့ကဒီမှာဒီလိုတွေထားခဲ့ခြင်းလဲရတယ်ဒီစာကြောင်းကိုမရေးခြင်းလဲရတယ်ထားခဲ့မယ်ဆိုရင် L1 M1 L1 L2 L1 L2 plus M1 M2 plus N1 N2 equal to 0ဆိုပြီးတော့မှအစားသွင်းလဲရတယ်เนาะမထားခဲ့ဘူးတခါတည်းပဲဒီမှာရတဲ့ဟာတွေအစားသွင်းမယ်ဆိုလဲရတယ်เนาะအဲ့တော့ဒီအကြောင်းဒီမထားလဲကိစ္စမရှိဘူးဘာလို့လဲဆိုတော့ဆရာမကဒီသင်္ကေတတွေနဲ့မသုံးတဲ့အတွက်ကြောင့်မထားလဲရတယ်เนาะကဲအဲ့ဆိုလို့ရှိရင် L1 ကဘာတူလဲ directed values of the given line directed values of the given line ပြီးလို့ရှိရင်
directed values of the required line ပထမဟာကိုပေးထားတဲ့ line ရဲ့ directed value က1 2 1အဲ့တော့1ကိုယူလိုက်ပြီးဒုတိယဟာကဆန္ဒဆရာမရလာတဲ့ k minus 4 plus နောက်တစ်ခါ m1 က2 m2 က 2k ဝင်လိုက်ပြီးသွားရင် plus 1k minus 8 equal to 0ဘာဖြစ်လို့0နဲ့ညီတာလဲဆိုတော့ဒေါင်းမှန်ကြလို့အဲ့ line တစ်ခုကဒေါင်းမှန်ကြလို့အဲ့တော့ဆရာမကျွန်တော်ကတော့ပုံသင်နည်းလေးပါထည့်ပြီးတော့ရေးချင်တယ်ဆိုရင်လက်ထားပြီးတော့ဒီနားလေးမှာ L1 L2 plus M1 M2 plus N1 N2 equal to 0လေးတစ်ကြောင်းထည့်ရေးပေးလိုက်အစိမ်းအောင်နဲ့ပြထားတဲ့ဟာလေးထည့်ရေးပေးလိုက်ပြီးတော့မှဒါကိုရေးဝင်မြောက်မဲ့1နဲ့ k နဲ့မြောက်တဲ့ k 1နဲ့ minus 4နဲ့မြောက်တဲ့ minus 4 plus 2နဲ့လီက4 4k plus k minus 8တက်လီက8 equal to 0ဒီကနေဆရာမတို့ k တန်ဖိုးလေးထွက်သွားပြီဘယ်လောက်ရမလဲဆိုတော့ဒီမှာ minus 4ရှိတယ်ဒီမှာ minus 8ရှိတယ်အဲ့တော့ minus 12ညီညာချင်းဟိုဘက်ကိုရောက်တော့ plus 12ဒီမှာ k plus 4k ဆိုတော့ 5k plus k နဲ့ဆိုတော့ 6k equal to 12ဒါကြောင့် k equal to 2ဒီလိုရမယ်နော်အဲဆိုရင်အစားသွင်းပြီး so directed values of the required lines are required line ရဲ့ directed values တန်ဖိုးတွေဒီ k minus 4 k နေရာမှာ2ထည့်လိုက်တယ်2 minus 4ပြီးရင် k နေရာမှာ2ထည့်လိုက်တယ် comma k နေရာမှာ2ထည့်လိုက်တယ်ဆရာမဒါအစစ်မကျော်ပဲနဲ့အစားသွင်းပြထားတယ်2 minus 4က minus 2နှစ်နဲ့လေးက4 2 minus 8က minus 6ဒါလေးကဆရာမတို့လိုချင်နေတဲ့ required line ရဲ့ directed values ရသွားပြီကဲဒါဆိုရင်ဆရာမတို့ equation ရေးလို့ရပြီ required line equation of the line เนาะ equation of the required line required လေးထည့်လိုက်မယ်เนาะ UIRED required line is ဆိုပြီးတော့ပုံစံကိုဆရာမတို့ coordinate form ပုံစံနဲ့ရေးမယ်သူဘာမှမပြောလို့ x, y, z equal to x1 plus kl အဲ့ဒီမှာဆရာမတို့က x1 y1 z1 ကိုစမ်းတော့ဒီမှာထားခဲ့တဲ့ x1 y1 z1 ကိုပဲယူသုံးမယ်ဒါကြောင့်ဘာတန်ဖိုးလဲဆိုတော့7 minus 1 8ကိုသုံးမယ်7 x1 plus k မထားတော့ဘူးဆရာမတို့ d ထားမှာ dl l က minus 2အဲ့တော့ minus 2d နော်ဆရာမတစ်ခါတည်းပဲအစားသွင်းလိုက်ပြီနော် minus 2d, နောက်တစ်ခါ x1 ပြီးလို့ရှိရင် y1 က minus 1 plus 4d ပြီးရင် z1 က 8 minus 6d အဲ့ဒီလိုရမယ်ဒါလေးက required line ရသွားပြီနော်ဒီမှာဆရာမပုံသင်နည်းသွင်းတာလေးရေးပြမယ်ဒါ x1 plus kl နော် kl မဟုတ် dl ပေါ့နော် tl2 ပေါ့နော်အဲ့လိုဖြစ်သွားမှာပြီးရင် y1 plus tm2 plus z1 plus tn2 ဒီလိုဖြစ်သွားမှာเนาะဒါကြောင့်မို့လို့ required line ရဲ့ directed values တွေကိုရှာခဲ့ရတာ given line ကနေယူထပြီးရေးလို့မရဘူးကဲဒါဆိုပြီးသွားပြီနောက်တစ်ခုဘာရှာခိုင်းသေးလဲဆိုတော့သူက point of intersection ရှာခိုင်းတယ်ဖြတ်မှတ်စုံမှတ်ပေါ့เนาะဒီအမှတ်လေးရှာခိုင်းတယ်အဲ့ဒီအမှတ်ကလေးကဒီ line ပေါ်မှာရှိတဲ့အတွက်ကြောင့်ဒါကိုသုံးလို့ရတယ်ဘာလို့ဒါကိုသုံးတာလဲအဲ့ဆိုဆရာမဒီ required line နဲ့လည်းသူဒီအမှတ်ကလေးက point of intersection ဖြစ်နေတော့ဆိုင်တာပဲလေ required line equation ကနေတွက်လို့မရဘူးလားဆိုတော့မရဘူးဘာလို့လဲဆိုတော့တိမသိလို့အဲ့ဒါကြောင့်ဒီကနေပဲတွက်မယ် the point of intersection is ဆိုပြီးတော့ဒီမှာလာထည့်မယ်ပေါ့နော်3 plus k နေရာမှာဆရာမတို့ထွက်ခဲ့တဲ့2ထည့်လိုက်တယ် comma minus 1 plus 2 k နေရာမှာဆရာမတို့ထည့်ခဲ့တဲ့2ထွက်မယ် comma 2အဲ့တော့ equal to ဒါဆရာမထည့်သွင်းပြပြီးတော့တွက်ပြတာပေါ့နော်3ရဲ့2ရဲ့ပေါင်းတော့5 2နဲ့ဒီက4 4ရဲ့1ကိုနှုတ်တော့ကဲဒါလေးက73နံပါတ်73ပေါ့နော်5မှတ်တံပုံစံလေး section D ပါအဲ့တော့ဒီပုံစံလေးမှာပုံစံကဒါမျိုးလေးတွေကဖတ်ဆောင်ထဲမှာလဲပါပြီးသား example တွေရော exercise တွေရောပါပြီးသားဖြစ်တယ်အဲ့ဒါကိုစာမွေးမေးတဲ့အခါမှာကိုကအမှတ်တွေမှားသွင်းတာမျိုးစာရေးသားလေးတွေလိုတာမျိုးကြောင့်အမှတ်လျော့တာတွေအမှတ်ပြည့်မရတာတွေဖြစ်သွားနိုင်တယ်เนาะအဲ့တော့သတိထားပြီးတော့ဒါလေးတွေကိုတွက်ပေးပါဒါလေးတွေက5မှတ်တံအနေနဲ့လဲခဏခဏမေးတတ်တယ်ပေါ့နော်